မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ပြောပြပေးသွားမယ့်ဖြစ်ရမှန်ဇာလံလေးကတော့လွန်ခဲ့တဲ့ဆဲဆုတဲ့တစ်ခုကြော်ကရှမ်းပြည်နယ်ဘက်ကနေမြို့လေးတစ်မြို့မှာတကယ်ဖြစ်ခဲ့တာပါဇက်လိုက်ကတော့ကိုထွန်းလို့ခေါ်တဲ့လူငယ်တယောက်ပေါ့သူကအစိုးရဝန်ထမ်းဆိုတော့နေပြောင်အမိန်ကြာလာလို့ဒီမြို့လေးကိုရောက်လာခဲ့တာပါနေမြို့လေးဆိုတော့အဆောင်ငားဖို့ရှာလိုက်တာတမျိုးလုံးကြီးပါအိမ်တွေကပြည့်နေတယ်ဗျအဲ့ဒီအချိန်မှာပဲမြို့ပြင်ခတ်ကြကြနေရာတစ်ခုမှာချန်ဝင်းကျဲကြီးနဲ့နှစ်ထပ်ပြင်းထောင်အိမ်ကြီးတစ်လုံးကိုသူတွေ့လိုက်ရတယ်ထူးဆန်းတာကအင်ကြီးကအရန်ကောင်းနေပေမဲ့အိမ်ငါးကမယုံနိုင်စရာကောင်းလောက်အောင်ဈေးပေါ်နေတာပါပဲအင်ရှင်ကအသက်80ကျော်လောက်ရှိပြီဖြစ်တဲ့အဘွားအိုတယောက်ပါအဘွားကကိုထုံးကိုကြည့်ပြီးတပ်ပြန်တစ်ချက်ချတယ်ပြီးတော့တော်တွဲကိုကန်ပင်ရင်လေးထန်တိုးတိုးလေးနဲ့တခုပဲမှားတယ်ဗျမောင်ရင်ဒီအိမ်မနေရင်ညဘက်ဆိုဘသူခေါ်ဘာတန်ကြားကြားလှဲ့မကြည့်နဲ့ထွက်မကြည့်နဲ့ကို့ဘာသာဖျားစာရွပြီးအိတ်လိုက်ပါတယ်ကိုထုံးကတော့အဲ့ဒီအချိန်မှာလူငယ်ဘဝပေါ့ဗျာအဘွားကြီးကအသက်ကြီးလို့စိုးရိမ်လွန်လေးတာပဲဆိုပြီးဖြုံဖြုံလေးပဲနားထောင်ခဲ့တယ်ဒါပေမဲ့ तू မသိခဲ့တာကအဲ့ဒီအိမ်ကြီးရဲ့ခြံစည်းရိုးနောက်ွယ်မှာတောအုပ်လေးတစ်ခုရှိပြီးအဲ့ဒီတောအုပ်ထဲမှာနှစ်ပေါင်းများစွာကြာနေပြီဖြစ်တဲ့သူ့တန်ဟောင်းကြီးတစ်ခုရှိနေတာကိုပါပဲကိုထွန်းတယောက်အဲ့ဒီညမှာပဲအိမ်ကြီးပေါ်ကိုပစ္စည်းတွေတဲတင်ပြီးအေးအေးဆေးဆေးအိတ်ဖို့ပြင်လိုက်တယ်ဒါပေမဲ့ညတန်းကောင်12နာရီတိတိရောက်တဲ့အချိန်မှာတော့ညကတိတ်ဆိတ်လုံးလုံးကိုထွန်းရဲ့အသက်ရှူတန်းကိုတော့သူပြန်ကြားနေရတယ်ဗျနေမျိုးလေးဆိုတော့ည9နာရီကျော်တာနဲ့ပတ်ဝန်းကျင်တစ်ခုလုံးကပေါင်အတိကြလို့ကိုထွန်းလည်းခရီးပန်းလာတာနဲ့အောက်ထက်ကအခန်းလေးထဲမှာချင်းတောင်ချပြီးအိပ်ပျော်သွားခဲ့တယ်ဒါပေမဲ့ညတန်းကောင်12နာရီတိတိရောက်တဲ့အချိန်မှာတော့အဘော်တက်ကနေအတန်တစ်ခုကြားလိုက်ရတယ်ဗျဒုံတက်သားချမ်းပင်ဖာမှာလူတယောက်လေးပင်ရှောက်နေတဲ့ခြေတံကြီးပါဗျကိုထွန်းမြက်လုံးပွင့်သွားတယ်ခန္ဓာကိုယ်တစ်ခုလုံးလဲတောင်ခင်းသွားတယ်လို့ပဲအပေါ်ထက်မှာဘယ်သူမှမရှိဘူးဆိုတာသူတေးရပေါက်သိနေတာလေခြေတံကတစ်ချက်ရက်သွားလိုက်ပြန်ရှောက်လာလိုက်နေတခါတလေကျနေကိုထွန်းအိတ်နေတဲ့အခန်းမျက်နှာကျဲတဲမှာပဲရက်နေတယ်လို့မျိုးခံစားရတယ်ကိုထွန်းတွေးလိုက်မိတာကအိမ်သေးကိုတခိုးဝင်တာများလားပေါ့သူအားတင်းပြီးလက်နှိပ်တံမီလေးကိုကင်အခန်းပင်ကိုထွက်ကြည့်လိုက်တယ်အပေါ်ထက်ကိုတက်တဲ့လေကားကြီးရင်းရောက်တော့တံမီနဲ့အပေါ်ကိုထိုးကြည့်လိုက်တာပေါ့ဒါပေမဲ့ဘာမှမရှိဘူးဗျတိတ်ဆိတ်နေတာပဲငါအိမ်မက်တာနေမှာပါဆိုပြီးကိုအားပေးပြီးအခန်းထဲပြန်ဝဲမဲ့အလုပ်မှာပဲဂျိန်းဆိုပြီးလေကားတိတ်ကဝုန်းကနေပိတ်သွားတော့တာပဲကိုထွန်းအသက်ဆူဖို့တော့မေ့သွားတယ်ဗျလေးမတိုက်ဘဲနဲ့အဲ့ဒီလောက်လေးလံတဲ့တကားကြီးကဘလူးလုတ်ပိတ်သွားတာလေအဲ့ဒီအချိန်မှာပဲအပေါ်တက်ကနေတစုံတယောက်ကလေကားအတိုင်းပြေးဆင်းလာတဲ့ခြေတံကိုအခြေကြီးကြားလိုက်ရပါတော့တယ်ပြေးဆင်းလာတဲ့ခြေတံကလေကားနောက်ဆုံးထင်မှာရုတ်တရက်ရပ်သွားတယ်ကိုထုံးတယောက်ဓမီကိုကင်ထားတဲ့လက်တွေတုံနေပြီဗျဓမီရောင်ကိုလေကားခြေရင်းစီတုံရင်နဲ့ထိုးကြည့်လိုက်တော့ဘယ်သူမှရှိမနေဘူးဒါပေမဲ့အဲ့ဒီနေရာမှာပင်ထုံးဆန်းလက်အနံ့တကူကကိုထုံးရဲ့နှာခေါင်းထဲကိုဝုန်းကနေတိုးဝင်လာတယ်အဲ့ဒါကဘာအနံ့လဲဆိုလို့အသားပုံနံအသားပုံနှံမှာတကယ့်ကိုပြင်းထန်ပြီးအန်ကျင်စရာကောင်းတဲ့အပုတ်နှံကြီးကိုထုံးတယောက်ပြော့တက်လာပြီးနှာခေါင်းကိုအုပ်ထားလိုက်ရတယ်ဒီအိမ်ထဲမှာခွေးသေးတာများရှိနေလားလို့တွေးနေတော့သူ့နောက်ကျောဘက်ကနေရေခဲတည်းအိတ်ဆက်နေတဲ့လေတစ်ချက်ဖြတ်တိုက်သွားသလိုခံစားလိုက်ရတယ်တစ်ဆက်ထဲမှာပဲတစုံတယောက်ကသူ့ရဲ့ပခုံးနှမ်းမှာကတ်ပြီးအသက်ရှူနေသလိုမျိုးဟင်းဆိုတဲ့အတန်းကိုခတ်တူကြားလိုက်ရတယ်ဗျာကိုထွန်းတကူလုံးကြက်တီးတွေဖြန်းကနေထွာသွားပြီးဖြည်းဖြည်းချင်းလက်ကြည့်လိုက်မိတယ်အဲခန့်ထောင်းကမှောင်ရိပ်ချနေတဲ့နေရာမှာလူတယောက်ရက်နေတယ်မဟုတ်ဘူးလူနဲ့တူတဲ့အရိပ်မဲကြီးတစ်ခုပေါ့ဗျာအဝတ်တစားတွေကစော့ပြတ်နေပြီးခေါင်းကိုငိုက်ဆိုင်ချထားတယ်ဗျာကိုထုံးကဓမီနဲ့အဲ့ဒီအရိပ်စီကိုလှန်ထိုးလိုက်တဲ့အချိန်မှာပဲအဲ့ဒီအရိပ်ကတဖြည်းဖြည်းချင်းခေါင်းမော်လာတယ်သူ့ရဲ့မျက်လုံးတွေကကျင်းကြီးလိုဟောက်ပတ်ထနေပြီးအသားတွေကလည်းပြာနှမ်းနေတာပဲအဲ့ဒီအဲနေ့ကကိုထွန်းကိုစိုက်ကြည့်ရင်လက်တစ်ဖက်ကိုဖြည်းဖြည်းချင်းမြောက်ပြတယ်ပြီးတော့တခုခုကိုပြောဖို့ကြိုးစားနေတယ်လို့မျိုးပါဇက်ကြီးကိုဟလိုက်တဲ့အချိန်မှာကိုထွန်းကတော့ကြောက်လုံးလို့အော်ဟစ်ပြီးအခန်းထဲကိုပြေးဝင်ကတကားကိုအတွင်းကနေကြက်ထိုးပိတ်ထားလိုက်ပါတော့တယ်အဲ့ဒီညကကိုထွန်းအတွက်တော့ဘဝမှာအရှိအကြဆုံးညတညပါပဲတညလုံးအိတ်လို့မရပဲဖျောက်စာတွေကိုရွတ်ဖတ်နေခဲ့ရတယ်မနဲ့လင်းလို့မီယောင်ကြီးမြင်ရတော့မှပဲသူတပြင်းချနိုင်တော့တယ်သူဆုံးဖြတ်လိုက်တယ်ဒီအကြောင်းကိုအင်ရှင်အဘွားကိုမေးမှဖြစ်တော်မယ်ဆိုတာပေါ့ကိုထွန်းအင်ရှင်အဘွားစီတွားပြီးညကကြုံခဲ့ရတဲ့အဖြစ်အပျက်တွေကိုအကုန်ပြောပြလိုက်တယ်အဘွားအိုကကိုထွန်းရဲ့စကားကိုနားထောင်နေရင်လက်ထဲကဘူးဒီကိုခက်တင်းစုပ်ကိုက်ထားတယ်ဗျသူမျက်နှာကဖြူလျော့သွားပြီးတုံရင်တဲ့စကားကိုစပြောတယ်မောင်ရင်ငါပြောသားပဲဘာတန်ကြမကြည့်ပါနဲ့ဆိုတာအဲ့ဒီလူကဒီအိမ်ရဲ့အရင်ပိုင်ရှင်ပဲလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဒီအိမ်မှာပဲရုတ်တရက်တည်ဆုံးသွားခဲ့တာဒါပေမဲ့သူကအေးဆေးတည်သွားတာမဟုတ်ဘူးကွယ်တဲ့အဘွားအိုရဲ့အပြောအရအဲ့ဒီလူဟာတေကာနီမှာတခုခုကိုအရန်တောင့်တာပြီးနောင်တဲ့တွေနဲ့တည်သွားခဲ့တာဖြစ်လို့မကျွတ်မလွတ်နိုင်ပဲဒီအိမ်မှာပဲလှည့်လည်နေတာတဲ့သူရင်ရုပ်အလောင်းကိုတော့တေချာတင်ကြိုขึ้นမရပဲသူ့တန်ဟောင်းဘတ်မှာပဲအလောတကြီးမြုံနှံခဲ့ရတယ်လို့ဆိုတယ်ကိုထုံးကဒါဆိုသူကကျွန်တော်ကိုဘာလို့6လနေတာလဲအဘွားလည်းမေးလိုက်တော့အဘွားအိုကခေါင်းခါပြတယ်သူက6တာမဟုတ်လောက်ကိုမောင်ရင်သူတခုခုကိုပြောချင်နေတာဒါပေမဲ့
ဝိညာဉ်နဲ့လူဆိုတာစကားပြောလို့မှမရတာပဲလေကိုထွန်းစဉ်းစားရကြက်သွားပြီမကြွတ်မလွတ်တဲ့ဝိညာဉ်တစ်ခုနဲ့အိမ်တစ်လုံးထဲမှာအတူနေဟုတ်ဆိုတာလွယ်တဲ့ကိစ္စမှမဟုတ်တာဒါပေမဲ့အဲ့ဒီဝိညာဉ်ရဲ့မျက်လုံးထဲမှာမြင်ခဲ့ရတဲ့အခီးကျန်းမှုနဲ့အကူအညီတောင်းနေတဲ့အကြည့်တွေကိုကိုထွန်းတန်မြင်အောင်လာမိတယ်အဲ့ဒီအချိန်မှာပဲကိုထွန်းရဲ့စိတ်ထဲမှာထူဆိုင်တဲ့အတွေ့အကြုံဝင်လာခဲ့တယ်ငါတူ့ကိုကူညီနိုင်မလားဆိုတာပေါ့ အဘွားအောင်နဲ့စကားပြောပြီးပြန်လာတဲ့ကိုထွန်းဟာစိတ်ထဲမှာတမျိုးကြီးဖြစ်နေခဲ့တယ်ကြောက်စိတ်ထဲတီးကျင်စိတ်ကပိုလာတာပေါ့အဲ့ဒီညမှာတော့ကိုထွန်းဟာထူးထူးခြားခြားအိပ်ပျော်သွားခဲ့တယ်ဗျဒါပေမဲ့အဲ့ဒါကတာမန်အိပ်ပျော်တာမျိုးမဟုတ်ဘဲဝိညာဉ်ကသူ့ကိုခေါ်သွားတယ်လို့မျိုးပဲအိမ်မက်ထဲမှာကိုထွန်းဟာအခုသူနေနေတဲ့အိမ်ကြီးထဲမှာပဲရပ်နေတာဒါပေမဲ့အိမ်ကြီးကအခုထက်ပိုတစ်နေပြီးနေခင်းပါကြီးဗျအဲ့ငါအလေမှာလူတယောက်ဟာဒူးထုတ်ပြီးရှိတ်ကြီးတငင်ငိုနေတာကိုတွေ့လိုက်ရတယ်အဲ့ဒါညားကသူမြင်ခဲ့တဲ့အရေးကြီးပဲဒါပေမဲ့အိမ်မက်ထဲမှာတော့သူဟာပုတ်ပွားမနေပဲတာမန်လူတယောက်လိုပါပဲအဲ့ဒီလူကကိုထွန်းကိုမြင်တော့အားကိုးတကြီးနဲ့ပြေးလာတယ်ပြီးတော့ကိုထွန်းရဲ့ခြေထောက်ကိုဖက်ပြီးတောင်းပန်တော့တာပဲကျွန်တော်ကိုကူညီပါကျွန်တော်မားခဲ့ပါတယ်ကျွန်တော်ပြန်ပြေးချင်တယ်တဲ့အဲ့ဒီအတန်းကတကယ်ကိုအကွဲပြီးနာကျင်မှုတွေပြည့်နေနေတာဗျကိုထွန်းကဘာကိုပြန်ပေးချင်တာလဲလို့မေးလိုက်တဲ့အချိန်မှာပဲအဲ့ဒီလူကအိမ်နောက်ဘဲကတရက်ပင်အိုကြီးစီကိုလက်ညှိုးထိုးပြတယ်အဲ့ဒီနောက်မှာတော့သူ့ရဲ့မျက်နှာကတဖြည်းဖြည်းချင်းပြောင်းလဲသွားပြီးညားကမြင်ခဲ့ရတဲ့ပုတ်ပွားနေတဲ့ရုပ်သွင်းကြီးပြန်ဖြစ်လာတာပေါ့ဝိညာဉ်ကကိုထွန်းရဲ့နာနာကိုကတ်ပြီးတရက်ပင်အောက်မှာလို့တတွတ်တွတ်ရွတ်နေရင်းနဲ့ပျောက်ကွယ်သွားတယ်ကိုထွန်းလှနိုးလာတဲ့အချိန်မှာတော့တကိုယ်လုံးချွေးတွေနဲ့ရွှဲနေပြီးသူ့ရဲ့နားထဲမှာအဲ့ဒီတရက်ပင်အောက်မှာဆိုတဲ့အတန်းကြီးကပဲ့တင်ထပ်လို့ကြံခဲ့ပါတော့တယ်မနက်လင်းတာနဲ့ကိုထွန်းတီယောက်မျက်နှာတောင်ကောင်းကောင်းမတင်နိုင်ဘူးဗျအိမ်မက်ထဲကအတန်းကြီးကသူ့ခေါင်းထဲမှာဆွဲနေတော့ပဲသူချက်ချင်းပဲအိမ်နောက်ဖေးကတရက်ပင်အိုရီစီကိုထွက်လာခဲ့တယ်ဒီတရက်ပင်ကြီးကကြည့်ရတာနှစ်ပေါင်းများစွာတက်တန်းရှိနေပြီဖြစ်ပြီးအကိုင်းခတ်တွေကမြေကြီးပေါ်ထိတွဲချနေတာကိုထွန်းဟာပေါက်တူးတစ်ချောင်းကိုယူပြီးဝိညာဉ်ညွန်ပြခဲ့တဲ့နေရာတက်တဲ့ကိုစတူးတော့တာပဲတစ်ချက်နှစ်ချက်မြေကြီးတွေကမာကြောနေပေမဲ့သူ့အားကုန်ဆိုင်ပြီးတူးခဲ့တယ်နိုင်ဝက်လောက်ကြာတဲ့အချိန်မှာတော့ပေါက်တူးထွားကတခုခုနဲ့ထိမိတန်ဂွမ်းဆိုပြီးထွက်လာတယ်ဗျကိုထုံးရင်းတွေခုံလာတယ်လက်နဲ့မြေကြီးတွေကိုဖယ်ကြည့်လိုက်တော့တန်ကြီးတန်နေတဲ့တန်တေတာအဟောင်းလေးတစ်လုံးကိုတွေ့လိုက်ရတယ်တေတာကတော့ခတ်ထားပေမဲ့တန်ကြီးတွေကြောင့်ဆွေးနေပြီဆိုတော့အလွယ်တကူပဲဖွင့်လိုက်လို့ရပါတယ်တေတာထဲမှာတွေ့လိုက်ရတာကရွှေတင်းကအဟောင်းအချို့တွေးစွမ်းနေတဲ့အဝတ်စားတစ်ခုရဲ့နောက်ပြီးအရန်ကိုဟောင်းနှွမ်းနေပြီဖြစ်တဲ့စားတစ်ဆောင်ရဲမှာစာအိတ်ထက်ကစာရွက်ကိုဖြန့်ဖတ်ကြည့်လိုက်တဲ့အချိန်မှာတော့ကိုထွန်းရဲ့လက်တွေတုံတက်သွားတယ်ဗျစာထဲမှာရေးထားတာကကျွန်တော်မှားခဲ့ပါပြီဒီရွှေတွေဟာကျွန်တော်အလို့ရှင်စီကခိုးယူခဲ့တာပါဒါပေမဲ့ဓာဒီကိုပြန်ပေးဖို့စူးစမ်းတော့မှပဲကျွန်တော်လူသက်ခံခဲ့ရတယ်ကျွန်တော်ကိုတတ်တဲ့သူကဆိုပြီးစာကအဲ့ဒီနေရာမှာတင်တွေးခွက်ကြီးနဲ့ပြတ်သွားတယ်ဗျကိုထွန်းဟာအခုမှအဖြစ်မှန်ကိုယဉ်ကြီးလိုက်တော့တယ်ဒီဝိညာဉ်ဟာသခိုးတယောက်အနေနဲ့တေဆုံးသွားတာမဟုတ်ဘူးနောင်တရပြီးပစ္စည်းတွေပြန်ပေးဖို့စူးစမ်းရင်းနဲ့မတရားသဖြင့်အသက်ခံခဲ့ရတာပဲဒါပေမဲ့သူ့ကိုဘယ်သူကတတ်ခဲ့တာလဲပြီးတော့ဘာကြောင့်အခုမှကိုထွန်းကိုဓာရီလာပြော့နေရတာလဲကိုထွန်းဟာတန်တေးတက်လေးကိုပိုက်ပြီးအိမ်သေးကိုပြန်ဝင်လာခဲ့တယ်စားတဲ့ကပါတဲ့ကျွန်တော်ကိုတတ်တဲ့သူကဆိုတဲ့စားသားကြီးကသူ့မျက်လုံးထဲကထွက်မသွားဘူးအဲ့ဒီအချိန်မှာပဲအင်ရှင်အဘွားကခြံထဲကိုလမ်းလျှောက်ဝင်လာတာနဲ့တို့တော့တာပဲအဘွားကကိုထွန်းလက်ထဲကတန်တေးတက်ဟောင်းကိုမြင်လိုက်ရတဲ့အချိန်မှာမျက်နှာတစ်ခုလုံးတွေးမရှိတော့သူဖြူလျော့သွားတယ်ဗျကိုထွန်းကလေအခွင့်အရေးကိုလက်မလျော့ပဲစာကိုပြလိုက်ပြီးအဘွားဒီစာကိုဖတ်ကြည့်ပါဦးအဘွားတစ်ခုခုတိထားတယ်မလားလို့ခက်ပြက်ပြက်ပဲမေးလိုက်တယ်အဘွားဟာဂျမ်းပင်ဘော်ကိုပုံခနဲထိုင်ချလိုက်ပြီးရှိုက်ကြီးတငင်ငိုးပါတော့တယ်အမှန်တော့အဲ့ဒီတေဆုံးသွားတဲ့သူကငါရဲ့အကိုအရင်ကြီးပါပဲကွယ်တဲ့ကိုထုံးအံ့ဩသွားတယ်ဗျအဘွားကဆက်ပြောပြတယ်လွန်ခဲ့တဲ့နှစ်ပေါင်း40ကျော်ကသူ့အကိုဟာတထေးအိမ်မှာအလုပ်လုပ်ရင်းစိတ်ခဏမှားပြီးရွှေတွေကိုခိုးခဲ့မိတာတဲ့ဒါပေမဲ့နောင်တရပြီးပြန်ပေးဖို့ကင်းစင်ဒီတုန်းမှာပဲအဲ့ဒီရွှေတွေကိုလိုချင်တဲ့တငယ်ချင်းဖြစ်သူကသူ့အကိုကိုတတ်ပြီးမြင်းမြုပ်ခဲ့တာအဲ့ဒီလူသားသမားဟာအခုချိန်မှာတော့ဒီမြို့မှာပဲဂုံးသေးရှိလူကြီးတယောက်ဖြစ်နေထိုင်နေတယ်လို့ဆိုတယ်အဘွားကအတန်တုံတုံနဲ့ပြောတယ်ငါတီးတာပေါ့ငါအကိုဘသူလက်ချက်နဲ့တေးရတယ်ဆိုတာဒါပေမဲ့ငါကမိန်းမသားတယောက်လေဘာမှမတတ်နိုင်ခဲ့ဘူးငါအကိုကတော့သူ့ရဲ့နောင်တတွေကိုမကျွတ်လွတ်နိုင်ပဲဒီအိမ်မှာပဲစောင့်နေခဲ့တာနေမှာပါတဲ့အဲ့ဒီအချိန်မှာပဲအင်ကြီးရဲ့အပေါ်ထက်ကနေဝုန်းဆိုတဲ့အတန်ကြီးထွက်လာပြန်တယ်အဲ့ဒါက6လနဲ့အတန်မဟုတ်ပဲနာကျင်နေတဲ့ဝိညာဉ်တစ်ခုရဲ့ငိုကြွေးတန်နဲ့ပိုတူနေတယ်ဗျကိုထွန်းဟာလက်ထက်ကတန်တစ်တာကိုကြည့်ပြီးတခုခုလုံးမှဖြစ်တော့မယ်ဆိုတာကိုနားလေလိုက်ပါတော့တယ်အဖြစ်မှန်ကိုတီးလိုက်ရတဲ့နေ့ရဲ့ညမှာတော့ထူးဆန်းတာကယာဒီဥရုကြီးကပါဖောက်ပြန်လာတယ်ဗျကောင်းကင်ကြီးကမောင်အတိကျလာပြီးလျှက်စီးတွေကလည်းအဆက်မပြတ်လတ်နေတော့တာပဲကိုထွန်းတယောက်အိမ်ထဲမှာတယောက်တည်းရှိနေတော့ရုတ်တရက်ဆိုသလိုအိမ်ထဲကပရိဘောဂတွေဟာအလိုလိုလှုပ်ခါလာကြတယ်အပေါ်တက်ကနေဝုံဒုံဝုံဆိုပြီးတအိမ်လုံးပြိုကျတော့မယ်အတိုင်းတုံခါနေတာကိုထွန်းလည်းကြောက်ကြောက်လန့်လန့်နဲ့ဖျောက်စင်ရှိမှသွားထိုင်ပြီးပရိတော်တွေရွတ်ဖက်နေတယ်ဒါပေမဲ့ဒီတစ်ခါမှာတော့ဝိညာဉ်ကအရင်ညောင်းတွေထက်ပိုပြီးအရှင်းအဟုန်ပြင်းနေတယ်ဗျ
အဲခန်းအလဲမှာလေးဝေးတခုတိုက်နေတယ်လို့မျိုးဖြစ်စည်းတွေလွင့်ပြင်းနေပြီးမုံရိပ်ထက်ကနေငါ့ကိုခွတ်လို့ပါဆိုတဲ့အော်ဟစ်တန်ကြီးကတအိမ်လုံးမှာပဲ့တင်ထက်နေတော့တာအဲ့ဒီအတန်းကနားစီကိုဖောက်ထွက်မတတ်ပဲကိုထွန်းမျက်လုံးကိုတင်းတင်းမွေထားရကနေခဏလေးဖွင့်ကြည့်လိုက်တော့သူ့ရဲ့ရှေ့တက်တဲ့မှာတဲ့အဲ့ဒီဝိညာဉ်ကြီးကရပ်နေတာဗျာသူ့ရဲ့မျက်နှာကြီးကဒေါသနဲ့နာကျင်မှုတွေပေါင်းစပ်နေပြီးမျက်လုံးထဲကနေသွေးလိုမျိုးအရည်တွေစီးကြနေတယ်သူကကိုထွန်းစီကိုလက်ကြီးဆန်းထုတ်ပြီးတောင်းပန်တန်ကြီးနဲ့အော်နေတာငါ့ကိုကူညီပါငါ့ကိုဒီငရေတွေကကေပါတဲ့ကိုထွန်းနားနေလိုက်ပြီဒီဝိညာဉ်ဟာဒေါသထွက်နေတာမဟုတ်ဘူးသူကိုယ်တိုင်ပြုလုပ်ခဲ့တဲ့အမားတွေနဲ့မတရားခံခဲ့ရတဲ့အတိတ်တွေကြားမှာပိတ်မိနေပြီးငရေကြနေတယ်လို့ခံစားနေရတာပါကိုထွန်းလည်းအားတင်းကြီးဝိညာဉ်ကိုကြည့်ကအော်ပြောလိုက်တယ်ဦးလေးစေးအေးထားပါကျွန်တော်ကူညီပါမယ်ဦးလေးရဲ့ပစ္စည်းတွေကိုကျွန်တော်ပိုင်ရှင်စီကန်ရအောင်လုပ်ပေးပါမယ်တဲ့ကိုထွန်းစကားလည်းဆုံးရောတအိမ်လုံးတုန်ခါနေတာတွေချက်ချင်းရပ်သွားတယ်ဗျာဝိညာဉ်ကြီးကလည်းကိုထွန်းကိုနောက်ဆုံးအချိန်စိုက်ကြည့်ပြီးအငွေ့အသက်တွေအထိမှောင်ရိပ်ထဲမှာကထီးပြီးပျောက်ကွယ်သွားပါတော့တယ်အပြင်မှာတော့မိုးကပိုပြီးတီးထန်စွာရွာစောနေပါတော့တယ်နောက်တနေ့မနက်မှာတော့ကိုထွန်းဟာညကဂရိပေးခဲ့တဲ့အတိုင်းအင်ရှင်ရဲ့ဘွားကိုခေါ်ပြီးမြို့ပေါ်ကဘုန်းကြီးကျောင်းကိုတွားခဲ့ပါတယ်သူတို့ဟာအဲ့ဒီတန်တတထဲမှာပါတဲ့ရွှေတင်ကားတွေကိုရောင်းချပြီးရလာတဲ့ငွေအားလုံးကိုတန်ကာတော်တွေကိုစွန့်ကြွေတာသာသနာအဆောက်အုံတွေမှာလှူဒန်းတာတွေပြုလုပ်ခဲ့ကြတယ်ပဲဒါတွေမကဘူးကိုထွန်းဟာအဲ့ဒီလူသက်သမားလူကြီးရဲ့အကြောင်းကိုလည်းသက်ဆိုင်ရာကိုအထောက်ထားစာဆောင်တွေနဲ့တိုင်ကြားခဲ့ပါတယ်အတိတ်ကဖုံးကွယ်ထားတဲ့လူသက်မှုအမှန်တရားဟာမြို့သူမြို့သားတွေကြားမှာဟိုးကြော်သွားတော့တာပေါ့အဲ့ဒီနေ့လယ်မှာလဲကိုထွန်းတို့ဟာအိမ်ကြီးထဲမှာတန်ကာတော်တွေကိုပြင့်ဖိတ်ပြီးဗရိတ်တရားတော်တွေရွတ်ဖက်ပူဇော်ခဲ့ကြတယ်ကိုထွန်းဟာစိတ်ထဲကနေအဲ့ဒီဝိညာဉ်ကိုရည်မှန်းပြီးဦးလေးအခုဆိုရင်ဦးလေးရဲ့ပစ္စည်းတွေကလည်းကောင်းမှုကုသိုလ်တွေဖြစ်သွားပါပြီအမှုမှလည်းပေါ်ပေါက်ခဲ့ပါပြီအခုကစပြီးဘာမှစိတ်မတွေ့တာပဲကောင်းရမွန်ရကိုကြွလာမှတော့လူစုတောင်းပေးနေခဲ့တယ်ရေးစက်ချတရားနာနေတဲ့အချိန်မှာပဲထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုဖြစ်လာတယ်ဗျအိမ်ထဲမှာရှိတဲ့လူတွေအားလုံးဟာယူတရက်ဆိုလို့ရင်ထဲမှာအယမ်းကိုအေးချမ်းသွားကြတယ်အပြဲမှာနေပူရှင်ပြင်းနေပေမဲ့အိမ်ထဲမှာတော့နှွေးဥရတီရဲ့လေပြေလေးတစ်ချက်တိုက်သွားသလိုမျိုးအေးစိမ်သွားတာကိုထွန်းအိမ်အပေါ်ထက်ကိုမောက်ကြည့်လိုက်တော့လေကားထိတ်မှရက်နေတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရတယ်ဒါပေမဲ့ဒီတစ်ခါမှာတော့သူဟာခြောက်ချားစရာပုံစံမျိုးမဟုတ်တော့ဘူးဖြူစင်တဲ့အဝတ်စားတွေနဲ့မျက်နှာကလည်းကြည်ကြည်လင်းလင်းပြုံးနေတာဗျသူဟာကိုထွန်းကိုကြည့်ပြီးကျေးဇူးတင်တဲ့အနေနဲ့ခေါင်းတစ်ချက်ညှိ့ပြလိုက်ပါတော့တယ်အဲ့ဒီနေ့ကစပြီးအင်ဂျီတစ်လုံးလုံးဟာမယုံနိုင်စရာကောင်းလောက်အောင်ပြောင်းလဲသွားခဲ့တယ်ဗျာအရင်ကရှိခဲ့တဲ့လေးလံဆိုင်းမိုင်းနေတဲ့အငွေ့အသက်တွေအပုတ်နှံ့နေမဲ့ခြောက်ချားစရာခြေတန်းတွေဟာလုံးဝကိုပျောက်ကွယ်သွားခဲ့ပါပြီအင်ဂျီတွေကိုနေအောင်ကြီးတွေခြားကြလာပြီးတကယ်ကိုအေးချမ်းတဲ့အင်္ဂလိပ်တစ်လုံးဖြစ်သွားခဲ့တာကိုထွန်းနေပြောင်းကနေနောက်ဆုံးညမှာတော့သူဟာထူးထူးခြားခြားအိမ်မက်တစ်ခုထပ်မှတ်ခဲ့ပြန်တယ်အိမ်မက်ထဲမှာအဲ့ဒီဦးလေးကြီးဟာအဖြူရောင်ဝတ်စုံစင်စင်လေးနဲ့ပန်းချံတစ်ခုထဲမှာရက်နေတာဗျာသူ့မျက်နှာမှာဘာပူပန်မှုမှမရှိတော့ဘူးသူကကိုထွန်းကိုကြည့်ပြီးကျေးဇူးတင်ပါတယ်မောင်ရဲ့ဦးလေးအခုတော့တွားခွင့်ရပြီလို့ပြောပြီးအလင်းအောင်လေးကြားတဲ့ကိုတဖြည်းဖြည်းချင်းတိုးဝင်ပျောက်ကွယ်သွားပါတော့တယ်မနက်လင်းလို့ကိုထွန်းအိမ်ကနေထွက်ခွာတော့မယ့်အချိန်မှာအင်ရှင်အဖွားကလိုက်ပုံရင်မျက်ရည်တွေနဲ့ကျေးဇူးတင်နေရှာတယ်မုံရင်ကြောင့်သာမဟုတ်ရင်ငါအကိုတယောက်ဘယ်တော့မှကျွတ်လွတ်မှာမဟုတ်ဘူးတဲ့ကိုထွန်းလည်းပြုံးပြီးအဖွားကိုနှုတ်ဆက်ကသူ့ရဲ့ခရီးစဉ်ကိုဆက်ခဲ့ပါတယ်ဒီဖြစ်ရမှန်ဇလန်းလေးကကျွန်တော်တို့ကိုပေးချင်တဲ့သင်ခန်းစာတစ်ခုရှိပါတယ်အဲ့ဒါကတော့နောင်တဆိုတဲ့အရာဟာတေးချင်းထပ်တောင်ပူပြီးကြောက်စရာကောင်းနေဆိုတာပါပဲလူဆိုတာအမားနဲ့မကင်းနိုင်ကြပါမယ်အဲ့ဒီအမားကိုပြင်းစင်ဖို့စူးစမ်းခြင်းဟာအရေးကြီးဆုံးပါပဲအခုဆိုရင်အဲ့ဒီအေဂျီမှာဘသူမှချောက်လန့်ခြင်းမခံရတော့ပါဘူးဒါပေမဲ့အဲ့ဒီမြို့လေးကလူတွေကတော့ဒီနေ့အထိပြောစပတ်ပြူနေကြတော့မယ်ဗျာသူတန်ဟောင်းနာကအင်ဂျီထဲမှာနောင်တတွေကိုကိုယ်တိုင်ဆေးကြောပြီးလွတ်မြောက်သွားခဲ့တဲ့ဝိညာဉ်တစ်ခုအကြောင်းပေါ့နာဆင်ပေးကြတဲ့ပရိသတ်ကြီးလည်းဘဝမှာနောင်တနဲနိုင်သမျှနဲနိုင်ကြပါစေလို့ဆုတောင်းပေးရင်ဒီဇလန်လေးကိုဒီမှာပဲနှီးကုန်းချုပ်လိုက်ပါတယ်ခင်ဗျာဒီဇလန်လေးရဲ့ဘောပရိသတ်ကြီးရဲ့အမြင်ကိုလည်း comment မှာရေးပေးခဲ့ပါဦးအခုလိုဖြစ်ရမှန်ထူးဆန်းထွေလာဇလန်လေးကိုနားဆင်ဖို့ story မြန်မာကို like နဲ့ subscribe လုပ်ထားဖို့မမေ့နဲ့ဘူးနော်နားဆင်ပေးလို့ကျေးဇူးတင်ပါတယ်